ချွေနေရတဲ့စာစကလုံးတွေဝါနေပြီမနေ့ဖြတ်အတွက်ပဲအိမ်မပြောလေတဲ့မိသားစုတွေဘလောက်တောင်များနေမလဲတို့မိုက်ပြချင်ရဲ့တပတ်ကမလဲကိုနဲ့ချစ်တမီလေးရဲ့မျက်နာရဲ့